မင်းတို့တစ်တော့မသုံးဘူးလားတစ်တော့ရဲ့စီဦးကိုသိလားအဲ့ကောင်အောက်ပိုင်းမပါဘူးအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးခုမင်းတို့သုံးနေတဲ့တစ်တော့လေတစ်တာတော်ကြီးကိုလက်မှာချိတ်ပြီးတော့အဲ့ဒါကိုခြေထောက်လိုလှုပ်သွားတာတစ်တော့စီကိုအောက်ပိုင်းတစ်ပိုင်းလုံးမပါဘူးမင်းတို့ဒါဆိုမင်းပြာပုံနဲ့အထမှာမဟုတ်တော့စိတ်တွေကြပြီးတော့လမ်းဘေးရောက်သွားမှာလေလူနေခြုံကြားစိတ်ထားဝဒိတဲ့ခြုံကြားစိတ်ကဘယ်တော့မှဘုံပြားမရဘူးတို့တော့စိတ်ထားကိုတာဝရိနာလောက်ထိတင်ပြထားလူနေခြုံကြားစိတ်ထားဝဒိစိတ်ကိုအဲ့လောက်ထိအဆင့်မြင့်ထားလို့လိုတယ်ကွာလူမှကြနေပါတယ်ခင်မှမကောင်းပါဘူးပညာမှမတတ်ပါဘူးစိတ်ကအဆင့်မမီဘူးဆိုတော့သေပြီးရတတလုံးနဲ့လည်းမထူတော့ဟုတ်ပြီနော်လူနဲ့လည်းမထူတော့စိတ်တော့နဲ့လည်းထူဖို့လိုတယ်စိတ်အရေးကြီးတယ်စိတ်တင်နာနေတိလောကောစိတ်တင်နာပရိကတတိစိတ်တတဧကဓမ္မတတပ်ပိဝဝတမနကုအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးဖြစ်စည်းတာအဲ့လူတွေရဲ့စိတ်ကပဲလောကကြီးကိုဖွံ့ဖြိုးတတ်အောင်လုပ်တာတခြားသူတွေလုပ်တာမဟုတ်ဘူးအဲ့ဒီစိတ်တွေကလုပ်တာဒါကြောင့်အဲ့ဒီစိတ်ကိုမင်းတို့ဘလောက်ကြန့်ခိုင်အောင်လေ့ကျင့်ထားမလဲဘလောက်အစီအသွေးပြည့်တဲ့ world power ပြည့်တဲ့ English ဖြစ်တဲ့ English အကျိုးစီးပွားဖြစ်ထွန်းစေတဲ့ဟာပေါ့အဲ့လိုစိတ်ထားဖြစ်အောင်ဘယ်လိုမျိုးလေ့ကျင့်ထားမလဲအဲ့ဒါအရေးကြီးတယ်နော်ဒါကြောင့်မင်းတို့လူနေခြုံကြားနေလဲစိတ်ထားအောင်တာဝရိဏလောက်တင်ပြီးရီမန်းချက်ကြီးကြီးထားမိုင်းမိနစ်နဲ့9မိနစ်နဲ့4မိနစ်နဲ့5မိနစ်နဲ့နောက်10နှစ်နေဒီတည်းကလေးတွေပြောင်းသွားမယ်အသက်အရွယ်တွေလည်းပြောင်းသွားမယ်လူတွေလည်းပြောင်းသွားမယ်ဒီထက်ကတဝက်လောက်ကအလုပ်တွေပြောင်းသွားမယ်ထင်တယ်ပြောင်းလောက်တယ်နော်ဘုံဘုံထင်တယ်နော်ခွတ်တယ်ခေါ်တာခုခေတ်ကလေးတွေအလုပ်ခဏခဏအပြောင်းမြန်ဒါပေမဲ့ဒီထဲနေဖွံ့ဖြိုးတိုးတက်သွားတဲ့သူဘယ်နှယောက်လဲဆိုတာလက်ကားချောင်းပြည့်ရင်ကံကောင်းတယ်လူတိုင်းမပြောင်းနိုင်ဘူးစိတ်ထားကောင်းတဲ့သူတွေပြောင်းလဲနိုင်လိမ့်မယ် change your mind change your world ကိုပြောင်းကဘာကြီးပါပြောင်းပြလို့ရတယ် change your mind change your world ကဘာနာမည်ကြီးတဲ့ဒီကုတ်ကလေကိုပြောင်းကဘာကြီးပါပြောင်းလို့ယူလို့ရမဟာတမဂန္ဒီလည်းအဲ့ဒါကိုပြောင်းမင်းပြင်ကျင်တဲ့ကဘာကိုမင်းကိုယ်တိုင်ပြောင်းယူတဲ့မြန်မာပြည်တိုးတက်စေခြင်းနဲ့ဆန္ဒမင်းတို့မရှိဘူးလားငြိမ်းချမ်းခြင်းနဲ့ဆန္ဒမရှိဘူးလားချမ်းသာကြွယ်ဝတဲ့နိုင်ငံကြီးမဖြစ်စေခြင်းဘူးလားပညာတတ်တဲ့နိုင်ငံကြီးမဖြစ်စေခြင်းဘူးလားဘယ်သူလို့ဘယ်ဆိုရမှမလုပ်ခိုင်းနဲ့အစိုးရဆိုတာမင်းတို့ပဲမင်းတို့အစိုးရပဲ